Bismillahirrahmanirrahim ချစ်စွာသောမိတ်ဆွေများခင်ဗျဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ပြန်လဲပိုင်ဆိုင်ရယူဖို့အတွက်အရေးကြီးတဲ့တန်ဖိုးတွေမြောက်များစွာရှိကြတယ်အဲ့တန်ဖိုးတွေကနေပြီးတော့အရန်အရေးကြီးဆုံးသောအရန်တန်ဖိုးရှိဆုံးသောတန်ဖိုးတစ်ခုဟာ al-insaf တရားမျှတတဲ့ခံယူချက်တရားမျှတတဲ့ရှုမြင်စိတ်ပဲဖြစ်တယ်ဆိုတော့ဒီကနေ့ရဲ့တင်ဆက်မှုမှာဒီတရားမျှတမှုရဲ့အနှစ်သာရတွေနဲ့ဒီတရားမျှတမှုရဲ့မှုကိုအစ္စလာမ်အာရဘီမန်တွစ်အစ္စလာမ်ရဲ့ရတနိကဗေဒအရဘယ်လိုမျိုးယူဆနိုင်လဲဒီရဲ့အနှစ်သာရတွေအကြောင်းကိုအီမန်ကြီးကဘယ်လိုမျိုးပြောရဲဆိုတာကိုကျွန်တော်တို့အတူတူနားထောင်ကြမယ် من القيم المفقودة في غمار حياتنا المادية والعملية اليوم قيمة الإنصاف التي باتت عملة نادرة في معاملتنا الحديثة ချစ်စွာသောမိတ်ဆွေများခင်ဗျာဒီကနေ့ကျွန်တော်တို့ရဲ့ရုပ်ဝတ္ထုတွေကိုဦးစားပေးနေတဲ့ရုပ်ဝါဒကိုပဲဆွဲကင်ထားတဲ့ဒီကနေ့ကျွန်တော်တို့ရဲ့နေတဲ့ဒူဝါရဲ့ဘဝတွေထဲမှာပျောက်ဆုံးနေတဲ့တန်ဖိုးတစ်ခုကကြတော့ al-insaf တရားမျှတတဲ့ရှုမြင်စိတ်တရားမျှတတဲ့ခံယူစိတ်ပဲဖြစ်တယ်အဲ့တော့ဒီတရားမျှတတဲ့ဒီစိတ်ဓာတ်နဲ့ဒီတရားမျှတတဲ့ရှုမြင်စိတ်ကဘာနဲ့တူတယ်လဲဆိုတော့ umla nadiro ဟလာရှေးဟောင်းငွေကြေးတစ်ခုနဲ့တူတယ်ရှေးဟောင်းငွေကြေးတစ်ခုနဲ့တူတယ်တန်ဖိုးရှိလားတန်ဖိုးအရန်ရှိတယ်တန်ဖိုးသိပ်ရှိတယ်ဒါပေမဲ့လက်ရှိခေတ်မှာသုံးလို့ရလားလက်ရှိခေတ်မှာသုံးလို့မရအောင်အဲ့ဒါလိုမျိုးဖြစ်နေတယ်ဆိုပြီးတော့အီမန်ကြီးကဥပမာပေးတယ် وأوشكت أن تحال لمستودع الأخلاق القديمة အဲ့ဒီတော့ဒီတရားမျှတခြင်းကလက်ရှိခေတ်မှာကျွန်တော်တွေ့ကျင်တယ်ဆိုလို့ရှိရင်တရားမျှတခြင်းဘယ်နေရာမှာတွေ့ရမလဲ al-akhlaq al-qadima ရှေးဟောင်းကိုကျင်တရားတွေယဉ်ကျေးမှုအမွေအနှစ်တွေရှေးဟောင်းကျင့်ဝတ်တွေရဲ့ဂိုတောင်တွေထဲမှာရောက်သွားပြီအဲ့ဒီမှာသွားပြီးတော့သွားရှာမယ်ပုံစံမျိုးဖြစ်သွားတယ်ဒီဟလာတရားမျှတခြင်းဆိုတဲ့စိတ်ဓာတ်တရားမျှတခြင်းဆိုတဲ့ခံယူချက်က والذي ينظر اليوم لصاحبها من منظور الدهش والاستغراب ဒီကနေ့ခေတ်မှာဒီတရားမျှတမှုစိတ်ဓာတ်တရားမျှတမှုရှုမြင်စိတ်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကျင့်သုံးတဲ့လူတရားမျှတမှုကိုကိုယ်တိုင်လည်းကျင့်သုံးပြီးတော့အခြားသူတွေကိုလည်းဖိတ်ခေါ်တဲ့သူတရားမျှတမှုရဲ့အတန်ကိုထုတ်လွှင့်တဲ့လူကဒီကနေ့ခေတ်မှာမင်မန်ဇူရ်ဒဟရှ်သူကိုအလွန်အင်မတန်ဟာလာအဲ့လိုမျိုးလူကိုအလွန်အင်မတန်အံ့ဩဘနန်းနဲ့တော်တော်အံ့ဩဖို့ကောင်းတဲ့လူသားပဲဆိုပြီးတော့အဲ့တရားမျှတမှုခံယူချက်ထားတဲ့လူအကြည့်ခံရတယ်ဝလစ္စတဂရာဘသူ့ဘလို့အကြည့်ခံရလဲဆိုတော့ဟာလာဒီကဘာကမဟုတ်ပဲနဲ့ဘယ်နေရာကနေမှမသိရောက်လာကြတဲ့လူတယောက်ပုံသဏ္ဍာန်မျိုးဟာလာတနေရာနေပြီးတော့တင်သွင်းလာတဲ့လူတယောက်ပုံသဏ္ဍာန်မျိုးဒီပတ်ဝန်းကျင်ဒီကလူသားတော့မဟုတ်ဘူးဒီလူကအဲ့လိုမျိုးတရားမျှတတဲ့လူကိုဟလာလူပတ်ဝန်းကျင်ဒီကနေ့ခေတ်မှာအကြည့်ခံနေရတဲ့အနေအထားဖြစ်သွားတယ်ဝကအန်နဟူကာဒီမွန်မင်အလ်ကူရူန်အလ်ဝစတာတရားမျှတတဲ့ဟလာယက်တီချက်မှာရှိတဲ့လူကဒီကနေ့ခေတ်မှာ तू ကဟလာစက်မှုတွေစတင်ထွန်းကားခဲ့တဲ့အလဲခေတ်အလ်ကူရူန်အလ်ဝစတာအလဲခေတ်ကနေပြီးတော့ရောက်လာတဲ့လူတယောက်ဆိုပြီးတော့အဲ့တရားမျှတတဲ့လူအဲ့လိုအကြည့်ခံရတယ် ويتعامل في الأسواق بعملة مضى عليها الزمن ဒီကနေ့ခေတ်မှာကျွန်တော်တို့အယောင်းဝယ်လုပ်နေကြတဲ့ဈေးထဲမှာဟာလာခေတ်နှစ်ပေါင်းမြောက်များစွာအရင်ကနှစ်ပရိစီတာပေါင်းများစွာကကြုံလွန်ခဲ့တဲ့ဒီရှေ့ဟောင်းငွေကြေးတစ်ခုကဈေးထဲမှာဟာလာသုံးလို့မရတယ်လို့မျိုးပဲဒီလူပတ်ဝန်းကျင်မှာအဲ့ဒီပုံစံဖြစ်သွားတယ်လူပတ်ဝန်းကျင်မှာဒီတန်ဖိုးရှိတဲ့တရားမျှတခြင်းဆိုတဲ့ခံယူချက်ပိုင်ရှင်တွေကအံဝင်ကြမဖြစ်တော့ဘူးအဲ့ဒီပုံစံဖြစ်သွားတယ်ဘယ်လောက်ထိအောင်လဲဆိုရင်ဝါတမရတ်ဟလ်အဆူရ်ဝဒ်ဒူဟူရ်ဘာနဲ့ဟလာနမူနာပြလဲဆိုတော့ဒီရှေ့ဟောင်းငွေကြေးတစ်ခုကိုမြေကြီးထဲမှာထည့်ပြီးတော့မြုပ်ထားလိုက်တခါတည်းမြုပ်ထားပြီးတော့နှစ်ပေါင်းရာပေါင်းမြောက်များစွာဒီမြေကြီးအောက်တမန်နေပြီးတော့ပြန်လဲတူးဖော်လိုက်တယ်ဆိုတဲ့ခါကျရင်ဒီရှေ့ဟောင်းငွေကြေးဘယ်လောက်တန်ဖိုးရှိမလဲတန်ဖိုးရှိသလားဆိုတန်ဖိုးရှိတယ်ဒါပေမဲ့ဒီခေတ်မှာ
ဒီဟာနဲ့လူဒီကနေ့ခေတ်မှာရှိတဲ့လူချင်းမှာအဲ့ဒီဟာနဲ့အဆက်အသွယ်အယောင်းဝယ်လုပ်လို့ရလားလုပ်လို့မရတော့အဲ့ဒီသဘောပဲအဲ့ဒီသဘောပုံစံဖြစ်သွားတယ်ဒီတရားမျှတမှုကတရားမျှတမှုကသူ့ကိုပြန်လဲရှာဖွေခြင်းနဲ့ဆိုတဲ့အခါကြလို့ရှိရင်ရှေ့ဟောင်းကိုခြင်းတရားတွေတိမ့်ထားတဲ့ဂူတောင်ထဲမှာပဲရတော့မဲ့အနေထားဖြစ်သွားတယ်والإنصاف باختصار شديد هو العدل مع النفس ومع الغير ဒီလိုဆိုလို့ရှိရင်အနှစ်ချုပ်အတူချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် insaf ဆိုတာကဘာကိုခေါ်လဲဆိုတော့ al-adl ma'a an-nafs wa ma'a al-ghayr တရားမျှတမှုဆိုတာကမိမိကိုနဲ့ပတ်သက်ပြီးတော့တရားမျှတတဲ့ခံယူချက်တရားမျှတတဲ့စိတ်ထားခြင်းတရားမျှတစွာစီရင်ဆုံးဖြတ်ချက်ချခြင်းတပားသူနဲ့ပတ်သက်ပြီးတော့လည်းတရားမျှတတဲ့အတိုင်းစီရင်ဆုံးဖြတ်ချက်ချခြင်းအဲ့ဒီဟာကိုal-insaf တရားမျှတတဲ့ခံယူချက်ဆိုပြီးတော့ခေါ်တယ်ဝါဖကကဟာဇလ်ဂိုင်ရူအောခလဖကဒီတပားတော်သူကမိမိနဲ့သဘောထားချင်းတိုက်ဆိုင်မယ်ခံယူချက်ချင်းတူမယ်ဆိုတဲ့ခါကျရင်လေတရားမျှတမှုကိုဓမ္မဒိဋ္ဌိကျသုံးဆွဲမယ်ကိုနဲ့စန့်ကျင်တဲ့ကိုနဲ့အမြင်မတူဘူးကိုနဲ့စန့်ကျင်နေတဲ့ကိုနဲ့ရန်သူဖြစ်နေမယ်ဆိုလို့ရှိရင်လည်းပဲဒီတရားမျှတမှုကိုသူ့အတွက်ကိုလည်းတရားမျှတတဲ့တန်ဖိုးရထိုက်တယ်ဆိုပြီးတော့တရားမျှတဆိုတာသူ့ပေါ်လဲဆက်ဆံပေးရမယ်အဲ့တော့ကိုနဲ့ပတ်သက်ရင်တော့ကိုရမယ့်အချက်တွေနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ရင်တော့တရားမျှတမှုကိုလက်ကင်ထားပြီးတော့တပားသူနဲ့ပတ်သက်ပြီးကိုနဲ့စန့်ကျင်ပြီးကိုနဲ့အမြင်မတူတော့ဘူးကိုနဲ့မူခါလာဖာဖြစ်ပြီးဆိုတဲ့ခါကျရင်တရားမျှတမှုကိုလစ်လျူရှုလိုက်မယ်ဆိုတဲ့ခါကျရင်ဒါကိုတရားမျှတမှုလို့မမှတ်ယူومعناه في باب المعاملات أن تعامل الناس بمثل ما تحب أن يعاملوك به مثلا بمثل وتماما بتمام وأن تعطيهم حقوقهم بمثل ما تطالبهم به من إعطائك حقك ချစ်စွာသောမိတ်ဆွေများခင်ဗျာအယောင်းဝယ်အပေးယူကန်တာတွေမှာတရားမျှတခြင်းဆိုတာကိုအလွယ်ပြောမယ်ဆိုရင်ဘယ်လိုမျိုးသုံးသပ်ရမလဲဆိုတော့မိမိကတပားသောသူတွေကမိမိကိုဘယ်လိုပုံသဏ္ဍာန်မျိုးပြောဆိုဆက်ဆံမျှတမှုလုပ်တာကိုမိမိကနှစ်သက်တယ်လေအဲ့ဒီအတိုင်းပဲထိုနည်းအတိုင်းပဲမိမိရဲ့အရှိရလူတပားသူတွေကိုလည်းမိမိကအလွန်အင်မတန်ကောင်းတဲ့ပုံသဏ္ဍာန်မျိုးနဲ့သူတို့ရဲ့ရပိုင်ခွင့်ကိုပေးရမှာဖြစ်တယ်အဲ့တော့မိမိရဲ့ရပိုင်ခွင့်ကိုမိမိကပြည့်ဝတင်းပြည့်ကြက်ပြည့်ဝတခါတည်းနည်းနည်းလေးမှမလျော့ဘဲနဲ့လိုချင်တယ်ဆိုတဲ့ခါကျရင်တပားသူရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့လဲထိုအတိုင်းပဲmithlan bi mithlin tamaman bi tamaman ပြည့်ဝတင်းပြည့်ကြက်ပြည့်သူတို့ရဲ့ရပိုင်ခွင့်ကိုလဲပေးရမယ်ဒီတော့မှသာလဲ al-insaf al-adl ဖြစ်မယ်والإنصاف بهذا المعنى هو معيار العدل بل هو القسطاس المستقيم الذي يزن به المرء معاملاته مع الناس ချစ်စွာသောမိတ်ဆွေများခင်ဗျာတရားမျှတတဲ့ခံယူချက်တရားမျှတတဲ့ရှုမြင်စိတ်ဆိုတာကအဲ့ဒီစိတ်ဆိုတာကတရားမျှတဖို့အတွက်စိုင်လုံးတစ်ခုပဲလူတစ်ယောက်မှာဒီလိုစိတ်ထားဒီလိုရှုမြင်စိတ်ဒီလိုခံယူချက်ရှိမှသာလျင် तू ကလူတွေနဲ့တယောက်နဲ့ပတ်သက်တဲ့အချိန်ပြောဆိုဆက်ဆံပြုမှုရောင်းဝယ်ဖောက်ကားနေထိုင်စသည့်အချိန်တွေအကုန်လုံးမှာအဲ့ဒီဟာကပဲတယောက်နဲ့တားစားတာဖြစ်ပြီးတော့အစဉ်ပြေစီမှာဖြစ်တယ်အဲ့ဒီတရားမျှတတဲ့ရှုမြင်စိတ်ကသာလျင်ဖြောက်မှတ်မှန်ကန်တဲ့စံနှုန်းတစ်ခုဖြစ်ပြီးတော့လူတွေအကုန်လုံးထဲမှာလူပတ်ဝန်းကျင်နဲ့လူမှုဗေဒနယ်ပယ်မှာတိုင်းတာလို့ရမယ်လူမှုဗေဒနယ်ပယ်မှာမြင့်မားတဲ့တန်ဖိုးတွေကိုထိမ့်သိမ်းပေးနိုင်မဲ့အဓိကစံနှုန်းတစ်ခုဖြစ်တယ်အဓိကချိန်ဝင်တစ်ခုဖြစ်တယ်ဒီတရားမျှတတဲ့ခံယူချက်ဒီတရားမျှတတဲ့ဒီရှုမြင်စိတ်ကဒါသူ့ရဲ့အဓိကချိန်ဝင်ပဲအဲ့ဒီဟာကသာလျှင်အကုန်လုံးကိုတိုင်းတာပေးတဲ့စံနှုန်းတစ်ခုဖြစ်တယ်أخذا وعطاء في الجليل والحقير من أنصاف هذه المعاملات أخذا وعطاء မိမိရဲ့ရပိုင်ခွင့်ကိုရယူရမယ့်နေရာမှာဖြစ်ပါစေသူတစ်ပါးရဲ့ရပိုင်ခွင့်ကိုကပေးရမယ့်နေရာဖြစ်ပါတယ် fil jalili wal haqir ကြီးမားတဲ့ကိစ္စတွေအရာမှာဖြစ်ပါစေဝဖီလ်ဟကီရ်တေးတိမ်နဲ့တေးနှုတ်တဲ့မပြောပါလောက်တဲ့ကိစ္စတွေမှာဖြစ်ပါစေမိသည့်ကိစ္စတွေမှာဖြစ်ပါစေတေးသည်ဖြစ်စေကြီးသည်ဖြစ်စေနဲသည်ဖြစ်စေများသည်ဖြစ်စေ
ယူရမယ့်နေရာမှာဖြစ်ပါစေပေးရမယ့်နေရာမှာဖြစ်ပါစေဒီလိုအချက်လက်တွေအကုန်လုံးမှာတရားမျှတတဲ့စံနှုန်းကိုလက်ကင်ထားဖို့ကအရန်အရေးကြီးတယ် وإذا كان الإنصاف يستلزم فضيلة العدالة طردا وعكسا فهذا يعني أنه كلما وجد الإنصاف وجد العدل وكلما انتفى العدل انتفى الإنصاف ولازم ذلك أن يكون الإنصاف والعدل توأمين متلاصقين ရှစ်စွာသောမိတ်ဆွေများခင်ဗျာဒီ insaf လို့ခေါ်တဲ့တရားမျှတတဲ့ရှုမြင်စိတ်ကဟလာဒီတရားမျှတခြင်းနဲ့ဒီရှုမြင်စိတ်နဲ့ကနှစ်ခုကအမြဲတမ်းတွဲနေတယ်ခွဲမရအောင်အမြဲတမ်းတွဲနေတစ်ခုရှိတယ်ဆိုရင်နောက်တစ်ခုကအလိုလိုရှိလာတယ်တစ်ခုပျောက်ဆုံးသွားမှဆိုရင်နောက်တစ်ခုကအလိုလိုပျောက်ဆုံးသွားတယ်အဲ့ဒီကကြတော့ဒီနှစ်ခုကိုဒီနေရာမှာမန်သွစ်နဲ့ဟလာမန်သွစ်ရဲ့ဒသနီကပုံစံမျိုးနဲ့ဒီနေရာမှာရှင်းပြတယ်အကြောင်းကျိုးနိယာမနဲ့ရှင်းပြတယ်အကြောင်းတရားတစ်ခုရှိနေမှာဆိုရင်အကျိုးတရားရှိမယ်ဆိုအဲ့တော့အဲ့ဒီဟာမစခင်အလင်းဟလာအလ်အင်ဆာဖ်နဲ့အလ်အဒ်လဆိုတဲ့ဟလာဒီနှစ်ခုကဘယ်လိုမျိုးကွာခြားလဲဆိုတဲ့ဟာကိုကျွန်တော်ကြည့်ကြမယ်ပြောချင်တဲ့သဘောတရားတရားမျှတတဲ့ရှုမြင်စိတ်နဲ့တရားမျှတခြင်းဒီနှစ်ခုဘာကွာခြားလဲဒီနှစ်ခုဘာကွာခြားလဲဆိုတော့သိမှဒီနှစ်ခုရဲ့ပတ်သက်ပုံဒီနှစ်ခုရဲ့ဆက်နွယ်ပုံကျွန်တော်တို့ကသိမယ်အဲ့တော့အရင်ဆုံး insaf ဆိုတာတရားမျှတတဲ့ရှုမြင်စိတ်ဒီဟာဘာကိုခေါ်တာလဲအလ်အဒ်လတရားမျှတခြင်းဆိုတာဘာကိုခေါ်တယ်လဲအဲ့ဒီဟာကိုကျွန်တော်အရင်လေ့လာကြမယ်အလ်အင်ဆာဖ်တရားမျှတတဲ့ရှုမြင်စိတ်တရားမျှတတဲ့ခံယူချက်ဒီတရားမျှတတဲ့ရှုမြင်စိတ်နဲ့ခံယူချက်ဆိုတာကလူတစ်ယောက်မှာအရင်ဆုံးအဲ့ဒီစိတ်ထားနဲ့အဲ့ဒီခံယူချက်နဲ့အဲ့ဒီရှုမြင်စိတ်ကအရင်ရှိရတယ်ဒီလူသားတစ်ယောက်မှာအဲ့ဒီလိုမျိုးငါသည်တရားမျှတတဲ့စိတ်ဓာတ်တရားမျှတတဲ့ရှုမြင်စိတ်တရားမျှတတဲ့ဒီဝါဒကိုငါသည်လက်ကင်ဆွဲထားမယ်ဆိုတော့မှအဲ့ဒီလူစီကနေပြီးတော့တရားမျှတခြင်းမျှော်လင့်လို့ရတယ်တရားမျှတခြင်းကိုမိမိရဲ့ဝတ်ယုံတစ်ဖွဲ့မဝတ်ဆင်ထားတဲ့လူတစ်ယောက်စီကနေပြီးတော့တရားမျှတခြင်းကိုမျှော်လင့်လို့မရဘူးအဲ့တော့လူတစ်ယောက်မှာတရားမျှတတဲ့ခံယူချက်တရားမျှတတဲ့ရှုမြင်စိတ်ကိုရှိထားပြီးဆိုတော့မှအဲ့လူစီကနေပြီးတော့ကျွန်တော်တို့ကတရားမျှတခြင်းကိုဟလာဒီမျှတခြင်းဝါဒကိုဆွဲကင်ထားတဲ့လူတစ်ယောက်ရှိဖြစ်မှသာလေသူစီကနေပြီးတော့မျှတခြင်းကိုကျွန်တော်တို့မျှော်လင့်လို့ရမယ် insaf ဆိုတာက nisfa ကနေပြီးတော့လာတာ nisfa ဆိုတာက50-50ဟလာတိတိကျကျထက်ဝက်ဝက်ချင်းဟလာနဲသည်ဖြစ်ပါစေများသည်ဖြစ်ပါစေကြီးသည်ဖြစ်ပါစေငယ်သည်ဖြစ်ပါစေဟလာ50-50တိတိကျကျအလျားနေပြီးတော့ပိုင်းခြားခြင်းအဲ့ဒါကို nisfa လို့ခေါ်တယ်al insaf ဆိုတာကဟလာမျှတတဲ့ဝါဒကိုဒီလူတောက်ကဆွဲကင်ထားတာမျှတရှုမြင်မယ်မျှတဆွဲကင်မယ်ဆိုတော့လူတယောက်ကအဲ့ဒါလိုစိတ်ထားတစ်ခုကိုအရင်ဆုံးထားရပြီဆိုတော့မှအဲ့ဒီလူစီကနေပြီးတော့ကျွန်တော်တို့ကမျှတခြင်းဆိုတဲ့အရာကိုမျှော်လင့်လို့ရမယ်ကဲအဒ်လဆိုတာကကြတော့မျှတတာအရာတစ်ခုကိုလက်တွေ့ဟလာဒီလက်တွေ့ကြလှုပ်ဆောင်နေတဲ့မျှတမှုတွေကိုကြတော့အဲ့ဒီဟာကိုအဒ်လမျှတခြင်းလို့ခေါ်တယ်အဲ့တော့ဒီနှစ်ခုကဘာနဲ့တူတယ်လဲဆိုတော့ဟလာအကြောင်းတရားနဲ့အကျိုးတရားနိယာမနဲ့တူတယ်ဥပမာဒီမှာနမူနာမပါဘူးဒါမဲ့ကျွန်တော်နမူနာပြောရမယ်အခုဒီဘောပင်လှုပ်နေတယ်ဒီဘောပင်မလှုပ်တော့ဒီဘောပင်အခုလှုပ်နေတယ်ဆိုတဲ့ခါကြားလို့ရှိရင်ဒီဘောပင်ဘာလို့လှုပ်တာလဲဒီဘောပင်ဘာလို့လှုပ်လဲဆိုတော့ဒီလက်ကလှုပ်လို့ဘောပင်ကလိုက်လှုပ်တာအဲ့တော့ဘောပင်ကဘယ်ချိန်ငြိမ်သွားလဲလက်ကမလှုပ်တော့ပဲလက်ကငြိမ်သွားတဲ့ချင်းဘောပင်ကငြိမ်သွားတယ်လက်လှုပ်မယ်ဆိုရင်ဘောပင်လှုပ်တယ်လက်ငြိမ်မယ်ဆိုရင်ဘောပင်ကငြိမ်တယ်အဲ့ဒီတော့လက်ရဲ့လှုပ်ခြင်းသည်ဘောပင်ရဲ့လှုပ်ခြင်းဖြစ်စေတယ်ဆိုတော့လက်ရဲ့လှုပ်ခြင်းသည်အကြောင်းတရားဘောပင်လှုပ်တာကအကျိုးတရားအဲ့ဒီတော့အကြောင်းတရားရှိမယ်ဆိုရင်အကျိုးတရားရှိမယ်အကြောင်းတရားမရှိဘူးဆိုရင်အကျိုးတရားမရှိတော့ထိုနည်း၎င်းပဲအလ်အင်ဆာဖ်လူတစ်ယောက်မှာမျှတခြင်းဆိုတဲ့ဝါဒမျှတခြင်းဆိုတဲ့ရှုမြင်စိတ်အကြောင်းတရားကိုဆွဲကင်ထားပြီးဆိုတော့မှအဲ့ဒီလူစီကနေပြီးတော့အကျိုးတရားဖြစ်တဲ့အဒလ်ကထွက်လာမှာမျှတခြင်းကထွက်လာမှာအဲ့ဒီဟာကို तू ကဒီလိုမျိုးဟလာမန်သွစ်ရဲ့ပုံသဏ္ဍာန်မျိုးနဲ့အီမမ်ကြီးကရှင်းပြတယ်အဲ့တော့အရှိမဒီတရားမျှတခြင်းကိုရဲ့စွမ်းအင်တွေဒီစွမ်းရည်တွေကိုလူတစ်ယောက်ကဘလို့ပိုင်ဆိုင်ရမလဲဆိုတဲ့အချက်ကိုအသေးစိတ်ပြောပြတယ်هذا وإن أعلى درجات الإنصاف وأعظمها أثرا في دنيا الناس هي درجة
الانتصاف من النفس အဲ့တော့ချစ်စွာသောမိတ်ဆွေများခင်ဗျာလူတွေရဲ့လောကမှာအသက်ရောက်ဆုံးသောအင်အားအကြီးဆုံးသောအအောင်မြင်ဆုံးသောအဆင့်အမြင့်ဆုံးသောဟာလာတရားမျှတတဲ့ဝါဒတရားမျှတတဲ့ခံယူစိတ်ထားတဲ့အရေးရှင်ဟာအဲ့ဒီအဆင့်တန်းက al-intisaf min an-nafs မိမိကိုမိမိတရားမျှတမှုကိုပြန်လဲတောင်းခံခြင်းဆိုတဲ့အဲ့ဒီအဆင့်ဖြစ်တယ်မိမိကိုယ်တိုင်ကနေပြီးတော့မိမိကိုမိမိတရားမျှတခြင်းကိုပြန်လဲတောင်းခံခြင်းဆိုလိုတဲ့သဘောတရားက qudratul mar'i ala an yantasifa li nafsihi min nafsihi လူတယောက်ကမိမိကိုမိမိပြန်လဲပြီးတော့ဟလာတရားမျှတဖို့အတွက်ပြန်လဲတောင်းခံပြီးတော့မိမိကိုမိမိစီရင်ချက်ပြန်ချပြီးတော့မိမိစီကနေပြီးတော့မိမိပြန်လဲစောရကတက်ပြီးတော့တရားမျှတမှုပြန်လဲတောင်းခံတာဝဘီမာနာအောဒအဲ့တော့ဒီဟာကနည်းနည်းအတူကျုံနေဒီတက်ပို့ပြီးတော့ကြဲပြန့်လေးသိရဖို့အတွက်က قدرته على أن يخاصم نفسه ويخطئها ويعاتبها فيما أساءت فيه من قول أو عمل ချစ်စွာသောမိတ်ဆွေများခင်ဗျလွယ်ကူရိုးရှင်းတဲ့ပုံသဏ္ဍာန်နဲ့နားလည်ရမယ်ဆိုရင်လူတစ်ယောက်ကစကားတစ်ခုကိုပြောတယ်ဒီစကားသည်မှားယွင်းတယ်လူတစ်ယောက်သည်လုပ်ရတစ်ခုကိုလုပ်တယ်ဒီလုပ်ရသည်မှားယွင်းတယ်အဲ့တော့ तू ဟာဒီအမားတစ်ခုကိုလုပ်မိတယ် तू ဒီအမားတစ်ခုကိုပြောမိတယ်ဆိုတဲ့ခါကျရင်ဒီလူဟာသူ့ကိုယ်သူပြန်ပြီးတော့တရားမျှတမှုရဖို့သူ့ကိုယ်သူပြန်ပြီးတော့ तू ဟလာစီရင်ချက်ပြန်ချတာသူ့ကိုယ်သူပြန်လဲပြီးတော့အပြစ်ပေးတယ်သူ့ကိုယ်သူဒီဟာကမှားယွင်းခဲ့တယ်ဆိုပြီးတော့စီရင်ချက်ချတယ်သူ့ကိုယ်သူပြန်လဲပြီးစောရကတက်ပြီးတော့ဒီချက်ကတော့မှားယွင်းတယ်ဆိုပြီးတော့မိမိကိုမိမိပြန်လဲပြီးတော့အပြစ်ပေးပြီးတော့မိမိကိုမိမိစီရင်ချက်ပြန်ချခြင်းသည်ဟလာဒီစွမ်းရည်တွေကိုပိုင်ဆိုင်လာခြင်းသည်ဒါကဟလာဒီလူလောကမှာတက်ရောက်မှုအရှိဆုံးလူတွေနဲ့တယောက်နဲ့ပတ်သက်တဲ့နေရာမှာတယောက်နဲ့တယောက်ရပိုင်ခွင့်တွေဟလာပြန်လဲဝေမျှတဲ့နေရာမှာတယောက်နဲ့အပေးယူကန္တာတွေမှာအကြီးမားဆုံးသောအမြင့်မားဆုံးသောဒီတရားမျှတခြင်းရဲ့စွမ်းရည်ဖြစ်တယ်တရားမျှတခြင်းရဲ့အဆင့်တန်းဖြစ်တယ်ချစ်စွာသောမိတ်ဆွေများခင်ဗျာဒီကနေ့ရဲ့တင်ဆက်မှုကိုဒီမှာပဲရပ်နာပါရစေအင်ရှာအလ္လာဟ်အလ္လာဟ်ဆုဘဟာနာဝါတာလာနှစ်သက်တဲ့ဟာလာတရားမျှတတဲ့ဝါဒကိုဆွဲကင်ထားတဲ့သူတရားမျှတခြင်းရှုမြင်စိတ်ကိုမွေးမြူတဲ့လူတရားမျှတစွာနေထိုင်ပြောဆိုလောက်ကင်နိုင်တဲ့သူတွေဖြစ်မိတ်ဆွေများကျွန်တော်များအားလုံးကိုအလ္လာဟ်ဆုဘဟာနာဝါတာလာတောက်ဖစ်ဆွမ်းအားများချီးမြှင့်တော်မူပါစေမိတ်ဆွေများကျွန်တော်များကိုရာမဒန်လမြတ်မှာလွယ်ကူပေါ့ပါစွာနဲ့ရာမဒန်ရဲ့ဆွေရမဒီကိုစောင့်တည်သွားနိုင်စွမ်းချီးမြှင့်တော်မူပါစေအရှင်မြတ်နှစ်သက်တဲ့ဘဝနေထိုင်မှုပုံသဏ္ဍာန်နဲ့နေထိုင်သွားနိုင်စွမ်းအရှင်ချီးမြှင့်တော်မူပါစေနောက်တဲ့ဟလကာတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ဝါအာခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘ်အလ်အာလမင်